လို့ပြောခဲ့သည်ကျင်နာတွေပုံမြူချိုလို့လာမြန်ဟန်ရှိမင်းကြီးကိုကုန်သည်ငကိုလူချစ်ချစ်တဲ့ကြောင်းကိုကြည့်မျက်လုံးရင်းစကားပြောနေပြီခုမဲ့ပြင်းဒီအပင်ရင်ညွတ်မြည်ခုတော့တမင်ဟန်ဆောင်ပြီဘယ်လိုပုံစံချင်းမျိုးနဲ့တွေ့ကြုံမည်အသေးနှလုံးကချိန်နာ